ပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့အများစုရဲ့အသေးဆွဲမင်းသမီးချော်လေးတယောက်ဖြစ်တဲ့နန်းမြတ်ဖြိုးသိန်းရဲ့အကြောင်းလေးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။သူမဟာဆိုရင်လှပတဲ့အမှုပညာအလုပ်တွေအပြင်မိသားစုအပေါ်ထားရှိတဲ့မေတ္တာတရားတွေကြောင့်လည်းပရိသတ်တွေရဲ့အချစ်ကိုအပြည့်အဝရရှိထားသူတဦးပါပဲ။အခုလိုအေးချမ်းတဲ့တနင်္ဂနွေနေ့လေးမှာပရိသတ်တွေအားလုံးအတူတူသားသူခေါ်နိုင်ဖို့အတွက်သူမရဲ့အလူလေးအကြောင်းကိုအသေးစိတ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။ချစ်ရတဲ့ခင်ပွန်းဖြစ်သူကွယ်လွန်သွားခဲ့တဲ့အချိန်ကစလို့ဒီကနေ့အချိန်ထိနန်းမြတ်ဖြိုးသိန်းတယောက်တည်းရက်တည်ရင်သားလေးနဲ့သမီးလေးကိုအကောင်းဆုံးဥဆောင်ပြုစုပြောထောင်ပေးနေခဲ့တာပါအချိန်တွေဘလောက်ပဲကုန်လွန်သွားပါစေဦးတော့ခင်ပွန်းဒီအပေါ်ထားရှိတဲ့သူမရဲ့တစ္ဆာတရားနဲ့မေတ္တာတရားတွေကတော့ဘယ်တော့မှလျော့ပါသွားခဲ့တာလုံးဝမရှိပါဘူးအခုဆိုရင်ဖြစ်ခင်ပွန်းဖြစ်သူကွယ်လွန်ခြင်း9 နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ရည်စူးပြီးကောင်းမှုကုသိုလ်လေးတွေပြုလုပ်ပေးဖို့အတွက်သူမအစွမ်းကုန်ကြအိုးစားခဲ့ပါတယ်ဒီလိုမြင့်မြတ်တဲ့နှစ်ပြည့်နှစ်ပတ်လည်အလူတော်ကိုပြုလုပ်ဖို့အတွက်နန်းမြတ်ဖြိုးသိန်းဟာတန်လာတော့အရှင်သူမြတ်တွေကိုကြည်ကြည်လင်လင်နဲ့စွမ်းနဲ့လူဖွယ်ဝတ္ထုပစ္စည်းတွေကိုစက္ကပ်လူဒန်းခဲ့တာဖြစ်ပါတယ်သာသနာပေါင်းကယဟန်တန်လာတော်တွေကိုဝတ္ထုငွေနဲ့စွမ်းပရိသာပင်တွေစက္ကပ်လူဒန်းနေတဲ့သူမရဲ့ပုံရိပ်လေးတွေဟာမြင်သူတိုင်းရဲ့ရင်ထဲမှာကြည်နူးစရာအကောင်းဆုံးမြင်ကွင်းတစ်ခုအဖြစ်နဲ့ပေါ်ထွက်နေခဲ့ပါတယ်အလူပွဲလေးမှာကိုယ်တိုင်ကိုကြရှေ့ကနေဥဆောင်ပြီးအားစိုက်လောက်ကင်နေတဲ့သူမရဲ့ပုံစံလေးကတော့တကယ်ကိုလေးစားစရာကောင်းလာပါတယ်အနားမှာအမြဲရှိနေပေမဲ့ဖေမရှိတော့ပေမဲ့ဖေရဲ့မေတ္တာတွေကိုပါအပြည့်အဝဖြည့်ဆည်းပေးနေတဲ့ဖေတူသားလေးနဲ့သမီးလေးကိုလည်းသူမကမျက်စိအောက်အမြဲတမ်းအနေနီးဆုံးနဲ့စောင့်ရှောက်ပေးနေပါတယ်မိခင်တယောက်ရဲ့ရဲရင်မှုစ조사မှုနဲ့အတူသားသမီးတွေအပေါ်ပေးဆက်နေတဲ့သူမရဲ့စေတနာအစစ်အမှန်တွေကိုတွေ့ရတဲ့အခါမှာပရိသတ်တွေအနေနဲ့လည်းစိတ်ထဲမှာလိုက်လဲကိုဝမ်းနည်းကုန်ယူမိကြမှာအမှန်ပါပဲဘောရဲ့အခက်ခဲမှန်သမျှကိုတယောက်တည်းရင်ဆိုင်ဖြတ်ကျော်ပြီးမိသားစုရဲ့ကျေးဇူးရှင်အဖြစ်ရပ်တည်နေတာသူမရဲ့အကြီးမားဆုံးအောင်မြင်မှုတစ်ခုပါပဲဒီလိုသားသူခေါ်ဖွယ်ကောင်းလာတဲ့နန်းမြတ်ဖြိုးသိန်းရဲ့9 နှစ်ပြည့်ကုသိုလ်လူလေးကိုတွေးမြင်ကြရတဲ့ပရိသတ်ကြီးတွေအနေနဲ့လဲကိုစီကုသိုလ်တွေအတူတူရရှိကြမှာသိချပါတယ်နန်းမြတ်ဖြိုးသိန်းနဲ့သားသမီးလေးတို့မိသားစုတစုလုံးနောင်လာမဲ့အချိန်တွေမှာလဲကျမ်းမာချမ်းသာပြီးပျော်ရွှင်စရာကောင်းတဲ့ဘဝလမ်းကြောင်းတွေကိုသာဆက်လက်လျှောက်လန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်